Patama ne the anatesi council, the Yamoisi council, February lat the Yenegan, the ne March lato said the Yene Tilo de Usa alodi, the Yawichi Mesidelo, a golodi, a job patching pinnacle. Galenuma, Jadwade, Tika da Yakan, do you go the alugo? Net to do a mida sudigo, Chano and a net. CRPH and Nene. Jono ni nanga do nanga tari alule tago tatu tamia jegue biro sena biro naji jao patama biolopa dutia anene di anatesi kausi di chanodogo asulai abiolai tapo ya de pisine pade sudako alo nale siche da duduka tete piabi kechipine ko bochebi kechipine ko bochede duduka di Myanmar nanga pitulu tusika paisa ko khobiro eri paisa ne Russia bochele ko wede eri paisa ne wede khode paisa ne wede lenene ko pitu ko pyata ne so do da ha teke be ayusu de usa phit ne thoni tu be dudu thet ma lenne shi de jodo ma lenne masi bu eri lenne shi de tu di ha le lenne ka nanga do paisa ko khobiro wede lenne ni phit ne Pitu sika paisa ko khobiro wede lenne ni phit ne lenne pitu ko pyata ne so do jodo lunge de ane ne le chano me taya kha lo da ka chano do ane ne akolo the unity government of Myanmar ka machaki ma pola no me edi asuya pola de asuya aw ma chano alo twa ja ma phit pare edi soya de pitulu tu ka 2020 ရွေးကောက်ပွဲမှာကျွန်တော်တို့အစိုးရဖွဲ့ဖို့ရအတွက်မဲပေးပြီးတော့ရွေးထားတဲ့ပြည်သူလူထုအစိုးရဖြစ်တယ်လို့ပြည်သူလူထုအတွက်အစိုးရဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာအဖက်ဖက်ကနေပြီးတော့ကျွန်တော်တိုင်းသားလက်နက်ကိုင်ကြီးကိုမောင်နှမအားလုံးနဲ့အတူကျွန်တော်တိုင်းသားပါတီအားလုံးနဲ့အတူကျွန်တော်တို့ CSO အရာဖက်အဖွဲ့အစည်းနဲ့အတူအများကြီးကျွန်တော်က behind the scene close door မှာဆွေးနွေးလျက်ရှိပါတယ်။ဒါလည်းပြီးခါနေပါဘူး။ဆိုတော့ကျွန်တော်တို့အနေနဲ့ကျူးပြီးတော့ကျွန်တော်ကိုအခြေပေးပါ။ကျွန်တော်ကဒီမှာတနေ့မှာ4နာရီပဲအေးခွင့်ရပါတယ်။20နာရီကိုကျွန်တော်နေငယ်မပြန်အလိုလိုလျက်ရှိပါတယ်။ဒါကတော့ပါလဲဆိုတော့ခုနလိုပြည်သူလူထုကိုအဲ့လိုနဲ့ကျွန်တော်ဟာဓာတ်တွေဒုချောင်းတွေကြိုင်ပြီးတော့ကျွန်တော်ဒီတောမှာစီးတဲ့ကျွန်တော်လက်နဲ့ဒီကိုကြိုင်ပြီးတော့သူတို့ကိုကျွန်တော်ဟာကိုယ့်အနေကိုပြန်ကာကွယ်တော့သူတို့ကိုကျွန်တော်ကိုအဆုလိုက်အပြိုလိုက်တားဖို့ရအတွက်အခွင့်အရေးပေးတာရောက်သွားလိမ့်မယ်ဆိုတာကိုကျွန်တော်ဆိုရပါတယ်။ဘာလဲဆိုတော့သူတို့မှာလက်နဲ့တွေအများကြီးရှိတယ်ကျွန်တော်မှာလက်နဲ့မရှိဘူးဖြစ်နေ။သူတို့ကကျွန်တော်ကိုအများဆုံးများနိုင်အောင်တားဖို့သူတို့ကပီစီထားနေတာကိုမမေ့ဖို့လိုအပ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်ကဒီနေရာမှာနော်ဟိုးတို့ကကတိုင်းတာညီကမောင်နှမအားလုံး freedom fighter တွေအားလုံးရဲ့ image ဖြစ်တယ်လို့ Federal ပြည်ထောင်စုကြီးကိုတည်ဆောက်မဲ့ခီးစီမှာ Federal Army ကအရေးကြီးလာတယ်။ဒါဖွဲ့စည်းဖို့ကလည်းကျွန်တော်ဘက်မှာအစစ်အပြီးစီနေတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်မြန်မာနိုင်ငံအနာဂတ်မှာတမတော်ဆိုတာတော့မရှိတော့ပါဘူး။စီဘူချိုအာနာတိတ်ဆိုတာလည်းမရှိတော့သူတို့ရှိနေတွေကတော့အဲ့ဒီနေရာမှာဒီမိုကရေစီဘလို့မှမရနိုင်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲ့ဒီလာစီကိုခက်ခဲပေးတယ်။ရှားတမ်းတယ်။ခက်ခဲမျက်ရည်ဆိုင်ဖွဲ့ရှိတယ်။ဒါပေမဲ့လည်းအဲ့ဒီ Federal Army ကိုကျွန်တော်တို့ကအခုလိုတိုင်းသားလက်နက်ကိုင်ရေးကိုမောင်နှမအားလုံးနဲ့အတူအဲ့ဒီ strategy နည်းဗျူဟာနဲ့မြောက်ဗျူဟာတွေအားလုံးကိုကျွန်တော်ကအကောင့်ထဲပေါ်ပြီးတော့တွားမဲ့ခီးစီမှာပြည်သူလူထုဘက်ကလည်းစိတ်စီပေးဖို့ကျွန်တော်မိတရားခါပါတယ်ကျွန်တော်ဖြစ်စီချင်တာကလုံးဝတယောက်တတ်တာကများလို့အချီပါတယ်လို့တယောက်အတက်ခန္ဓာဒီအများကြီးဖြစ်သွားပြီကျွန်တော်အနေနဲ့အတက်ခန္ဓာကလေးမျိုးမှာသူကအတက်ခန္ဓာဆိုတဲ့စကားကိုကြားတဲ့အခါမှာကျွန်တော်နှလုံးယောဂါလို့ကျွန်တော်မှခါစားခဲ့ပါဒါကြောင့်ဘလို့အဲ့ဒါမဖြစ်ရလေအောင်
ပြည်သူလူထုအလုံးကလေးမျိုးမှာရှိတဲ့ပြည်သူလူထုအပါအဝင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအလုံးကိုမေတ္တာရခါလို့တာကတော့ဒီစီအာနာတေးကောင်စီကိုသူတို့ယူလာတဲ့လက်နဲ့ကိုကျွန်တော်ဟာအတေမခါရလေအောင်မတရလေအောင်အားလုံး view ဆိုင်ပြီးတော့နော်ဒီ peaceful mean ဖြစ်တဲ့ CDM platform တစ်ဖက်ကဆိုတော့ကျွန်တော်ဒီဖက်ကတပိတ် platform အခုနလို့ကျွန်တော်ကethnic arms organization platform ကျွန်တော် CRPH platform ဆိုတော့ platform ကကျွန်တော်က movement မှာအများကြီးရှိပါတယ်လောလောဆယ်ကိုရရလက်နဲ့ကိုထုတ်ပြီးတော့သူတို့ကိုတွားထိမိသူတို့ကကျွန်တော်ကိုအဆုလိုက်ပြိုလိုက်တတ်မှာကိုတကယ်ပဲကျွန်တော်ဆွေးတာပါဒါကြောင့်မလို့ကျွန်တော်အားလုံးကခယူဒီဇိုင်းနဲ့နေပြီးတော့ကျွန်တော်ပေါ်လာမဲ့အစိုးရနဲ့အတူလက်တွဲပြီးတော့เนาะကျွန်တော်ဟာပူအတူအေးအတူခရီးကိုဆက်ပြီးတော့ဒီမိုကရေစီမရမချင်း Federal ပြည်ထောင်စုမတည်ဆောက်မချင်းနော် freedom မရမချင်း justice မရမချင်းရနာတော့မှာမဟုတ်ပါဘူးအစိုးအထိရေးဆိုင်တော့မှာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောလို့ပါတယ်ဆိုတော့ဘယ်တော့အခါမှနောက်ဆုမှမဟုတ်သလိုဒီမိုကရေစီမရမချင်းဘယ်တော့အခါမှလက်မမြောက်သလိုကျွန်တော်ချက်ချင်းအတူတကွစိတ်ကိုတုပ်ပြီးတော့ခြေတက်ကြပါဆိုတာကိုပြောလို့ပါတယ်ကျုပ်တင်ကလေးမျိုးမှာဖြစ်နေတဲ့အဖြစ်ပြဟာလုံးဝအကြဖက်မှုအဖြစ်ပြဖြစ်နေတယ်ပထမအနေနဲ့ဒီအာနာသိရှိကောင်စီတရားမဝင်ရှိကောင်စီဖေဗရီလာတရက်နေ့ကနေပြီးတော့ဒီနေ့မတ်လ30ရက်နေ့အထိလုပ်တဲ့ဥစ္စာအလုပ်ဒီတရားဝင်ချင်းမရှိသလိုအကိုလို့ဒီအကြဖက်ချင်းဖြစ်နေတယ်ကလေးမျိုးမှာကြားသွားတဲ့ထိခိုက်တဲ့ရခဲ့တဲ့သူရဲ့ကောင်းတွေအားလုံးကိုနဲ့သူတို့ရဲ့မိသားစုတွေကိုကျွန်တော်အနေနဲ့ CRPH အနေနဲ့ကျွန်တော်ဒီနိုင်ငံဒုနိုင်ငံသားတွေအားလုံးလဲဒါကိုထပ်တူထပ်မြတ်ခြေခွဲပြီးတော့စိတ်နာပြီးတော့နာကြည်ကြောင်းပထမပြောလို့ပါတယ်ဒုတိယအနေနဲ့ဒီအာနာသိရှိကောင်စီဒီကျွန်တော်တို့ကိုအစုလိုက်အပြိုလိုက်တားဖို့ရအတွက်ပြည်စီနေပါတယ်ဆိုတာကိုအားလုံးနားလည်စေချင်တယ်ဒါသူတို့ကတက်တယ်ပြပြီးကချီပြည်နယ်ကိုပုတ်ချက်ပြီးကချီပြည်နယ်ကိုပုတ်ချက်တယ်သူတို့ကဒီမြန်မာနိုင်ငံပြည်သူလူထုစီကပိုက်ဆာကိုခိုးပြီးတော့အဲ့ဒီပိုက်ဆာနဲ့ရုရှားပုတ်ချက်လေးကိုဝယ်တယ်အဲ့ဒီပိုက်ဆာနဲ့ဝယ်တဲ့ခိုးတဲ့ပိုက်ဆာနဲ့ဝယ်တဲ့လက်နဲ့ကိုပြည်သူကိုပြတ်တတ်တယ်ဆိုတော့ဒါဟာတကယ်ပဲအယူဆိုတဲ့ဥစ္စာဖြစ်တယ်ထုံနည်းတူပဲသူတို့ထက်မှာလက်နဲ့ရှိတယ်ကျတို့မှာလက်နဲ့မရှိဘူးအဲ့ဒီလက်နဲ့ရှိတဲ့သူတွေဟာလည်းလက်နဲ့ကနိုင်ငံတော်ပိုက်ဆာကိုခိုးပြီးတော့ဝယ်တဲ့လက်နဲ့တွေဖြစ်တယ်ပြည်သူစီကပိုက်ဆာကိုခိုးပြီးတော့ဝယ်တဲ့လက်နဲ့တွေဖြစ်တယ်အဲ့လက်နဲ့ပြည်သူကိုပြတ်သားတယ်ဆိုတော့ကျတို့လူငယ်တွေအနေနဲ့လည်းကျွန်တော်မေတ္တာရခံလို့တာကကျွန်တော်တို့အနေနဲ့အကုန်လုံးဒီ Unity Government of Myanmar ကမချခင်မှာပေါ်လာတော့မယ်အဲ့ဒီအစိုးရပေါ်လာတဲ့အစိုးရအောက်မှာကျွန်တော်အားလို့တွားကြမှာဖြစ်ပါတယ်အဲ့ဒီအစိုးရတွေပြည်သူလူထုက2020ရွေးကောက်ပွဲမှာကျွန်တော်တို့အစိုးရဖွဲ့ဖို့ရအတွက်မဲပေးပြီးတော့ရွေးထားတဲ့ပြည်သူလူထုအစိုးရဖြစ်တယ်လို့ပြည်သူလူထုအတွက်အစိုးရဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဟာအဖက်ဖက်ကနေပြီးတော့ကျွန်တော်တိုင်းသားလက်နဲ့ကန်ကြီးကိုမောင်နှမအားလုံးနဲ့အတူကျွန်တော်တိုင်းသားပါတီအားလုံးနဲ့အတူကျွန်တော် CSO အရာဖက်အဖွဲ့အစည်းနဲ့အတူအများကြီးကျွန်တော်က behind the scene close door မှာဆွေးနွေးလျက်ရှိပါတယ်ဒါလည်းပြီးခါနေပါဘူးဆိုတော့ကျွန်တော်အနေနဲ့ကျူပြီးတော့ကျွန်တော်ကိုအခြေပေးပါကျွန်တော်ကဒီမှာတနေ့မှာ4 နာရီပဲအေးခွေရပါတယ်20 နာရီကိုကျွန်တော်နေငယ်မပြန်အလိုလိုလျက်ရှိပါတယ်ဒါကတော့ပါလဲဆိုတော့ခုနလိုပြည်သူလူထုကိုအဲ့လိုနဲ့ကျွန်တော်ဟာဓာတ်တွေဒုချောင်းတွေကင်ပြီးတော့ကျွန်တော်ဒီတောမှာစီးတဲ့ကျွန်တော်လက်နဲ့ဒီကိုကင်ပြီးတော့သူတို့ကိုကျွန်တော်ဟာကိုယ့်အနေကိုပြန်ကာကွယ်တော့သူတို့ကိုကျွန်တော်ကိုအဆုလိုက်အပြိုလိုက်တားဖို့ရအတွက်
အခွင့်အရေးပေးတာရောက်သွားလိမ့်မယ်ဆိုတာကိုကျွန်တော်ဆိုရပါတယ်ဘာလဲဆိုတော့သူတို့မှာလက်နဲ့တွေအများကြီးရှိတယ်ကျွန်တော်မှာလက်နဲ့မရှိဘူးဖြစ်နေသူတို့ကကျွန်တော်ကိုအများဆုံးများနိုင်အောင်တပ်ဖို့သူတို့က PC ထားနေတာကိုမမေ့ဖို့လိုအပ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကဒီနေရာမှာနော်ဟိုးတို့ကလေးကတိုင်းတာညီကမောင်နှမအားလုံး freedom fighter တွေအားလုံးရဲ့ image ဖြစ်တယ်လို့ Federal ပြည်ထောင်စုကြီးကိုတည်ဆောက်မဲ့ခီးစီမှာ Federal Army ကအရေးကြီးလာတယ်ဒါဖွဲ့စည်းဖို့ကလည်းကျွန်တော်ဘက်မှာအစစ်အပြီးစီနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်မြန်မာနိုင်ငံအနာဂတ်မှာတမတော်ဆိုတာတော့မရှိတော့ပါဘူးစီဘူချိုအာနာတိတ်ဆိုတာလည်းမရှိတော့သူတို့ရှိနေတဲ့တွေကတော့အဲ့ဒီနေရာမှာဒီမိုကရေစီဘလို့မှမရနိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲ့ဒီလာစီကိုခက်ခဲပေးတယ်ရှားတန်းတယ်ခက်ခဲမျက်ရည်ဆိုင်ဖွဲ့ရှိတယ်ဒါပေမဲ့လည်းအဲ့ဒီ Federal Army ကိုကျွန်တော်တို့ကအခုလိုတိုင်းသားလက်နက်ကန်ရင်ကိုမောင်နှမအားလုံးနဲ့အတူအဲ့ဒီ strategy နည်းဗျူဟာနဲ့အများဗျူဟာတွေအားလုံးကိုကျွန်တော်ကအကောင့်ထဲပေါ်ပြီးတော့တွားမဲ့ခီးစီမှာပြည်သူလူထုဘက်ကလည်းစိတ်စီပေးဖို့ကျွန်တော်မိတရားခါပါတယ်ကျွန်တော်ဖြစ်စီချင်တာကလုံးဝတယောက်တတ်တာကများလို့အချပါတယ်လို့တယောက်အတတ်ခံတာဒီအများကြီးဖြစ်သွားပြီကျွန်တော်အနေနဲ့အတတ်ခံတဲ့ကလေးမျိုးမှာသူကအတတ်ခံတဲ့ဆိုတဲ့စကားကိုကြားတဲ့အခါမှာကျွန်တော်နှလုံးယောဂါလို့ကျွန်တော်မှခါစားခဲ့ပါဒါကြောင့်ဘလို့အဲ့ဒါမဖြစ်ရလေအောင်ပြည်သူလူထုအားလုံးကလေးမျိုးမှာရှိတဲ့ပြည်သူလူထုအပါအဝင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအားလုံးကိုမေတ္တာရခါလို့တာကတော့ဒီစီအာနာတေးကောင်စီကိုသူတို့ယူလာတဲ့လက်နဲ့ကိုကျွန်တော်ဟာအတေမခါရလေအောင်မတရလေအောင်အားလုံး view ဆိုင်ပြီးတော့နော်ဒီ peaceful mean ဖြစ်တဲ့ CDM platform တစ်ဖက်ကဆိုတော့ကျွန်တော်ဒီဖက်ကတပိတ် platform အခုနလိုကျွန်တော်ကethnic arms organization platform ကျွန်တော် CRPH platform ဆိုတော့ platform ကကျွန်တော်ဟာ movement မှာအများကြီးရှိပါတယ်ဘလောလောဆယ်ကိုရလက်နဲ့ကိုထုတ်ပြီးတော့သူတို့ကိုတွားထိမင်းသူတို့ကကျွန်တော်ကိုအဆုလိုက်ပြိုလိုက်တတ်မှာကိုတကယ်ပဲကျွန်တော်ဆွေးရတာပါဒါကြောင့်မလို့ကျွန်တော်အားလုံးကခယူဒီဇိုင်းနဲ့နေပြီးတော့ကျွန်တော်ပေါ်လာမဲ့အစိုးရနဲ့အတူလက်တွဲပြီးတော့နော်ကျွန်တော်ဟာပူအတူအေးအတူခရီးကိုဆက်ပြီးတော့ဒီမိုကရေစီမရမချင်း Federal ပြည်ထောင်စုမတည်ဆောက်မချင်းနော် freedom မရမချင်း justice မရမချင်းရနာတော့မှာမဟုတ်ပါဘူးအစိုးအထိရေးဆိုင်တော့မှာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောလို့ပါတယ်ဆိုတော့ဘယ်တော့အခါမှနောက်ဆုံးမှမဟုတ်တယ်လို့ဒီမိုကရေစီမရမချင်းဘယ်တော့အခါမှလက်မမြောက်တယ်လို့ကျွန်တော်ချက်ချင်းအတူတူကလေးမျိုးမှာဖြစ်နေတဲ့အဖြစ်ပြဟာလုံးဝအကြဖက်မှုအဖြစ်ပြဖြစ်နေတယ်ပထမအနေနဲ့ဒီအာနာသိရှိကောင်စီတရားမဝင်ရှိကောင်စီဖေဗရီလာတရက်နေ့ကနေပြီးတော့ဒီနေ့မတ်လ30ရက်နေ့အထိလုပ်တဲ့ဥစ္စာအလုပ်ဒီတရားဝင်ချိမရှိတယ်လို့အကိုလို့ဒီအကြဖက်ချင်းဖြစ်နေတယ်ကလေးမျိုးမှာကြားသွားတဲ့ထိခိုက်တဲ့ရခဲ့တဲ့သူရဲ့ကောင်းတွေအားလုံးကိုနဲ့သူတို့ရဲ့မိသားစုတွေကိုကျွန်တော်အနေနဲ့ CRPH အနေနဲ့ကျွန်တော်ဒီနိုင်ငံသားတွေအားလုံးလဲဒါကိုထပ်တူထပ်မြတ်ခြေခွဲပြီးတော့စိတ်နာပြီးတော့နာကြည်ကြောင်းပထမပြောလို့ပါတယ်ဒုတိယအနေနဲ့ဒီအာနာသိရှိကောင်စီဒီကျွန်တော်တို့ကိုအစုလိုက်အပြိုလိုက်တပ်ဖို့ရအတွက်ပြည်စီနေပါတယ်ဆိုတာကိုအားလုံးနားလည်စေချင်တယ်ဒါသူတို့ကတက်တယ်ပြပြီကချီပြည်နယ်ကိုပုတ်ချက်ပြီးကချီပြည်နယ်ကိုပုတ်ချက်တယ်သူတို့ကဒီမြန်မာနိုင်ငံပြည်သူလူထုစီကပိုက်ဆာကိုခိုးပြီးတော့အဲ့ဒီပိုက်ဆာနဲ့ရုရှားပုတ်ချက်လေးကိုဝယ်တယ်အဲ့ဒီပိုက်ဆာနဲ့ဝယ်တဲ့ခိုးတဲ့ပိုက်ဆာနဲ့ဝယ်တဲ့လက်နဲ့ကိုပြည်သူကိုပြတ်တတ်တယ်ဆိုတော့ဒါဟာတကယ်ပဲအယူဆတဲ့ဥစ္စာဖြစ်တယ်ထုံနည်းတူပဲသူတို့ထက်မှာလက်နဲ့ရှိတယ်ကျတို့မှာလက်နဲ့မရှိဘူးအဲ့ဒီလက်နဲ့ရှိတဲ့သူတွေဟာလည်းလက်နဲ့က
Nangado Paisa go Kobido where the Lenny Pine. B2C Paisa go Kobido where the Lenny Pine. A Lenny Pitu go Piatane Suro. So do Lunga and Nene to know made a Yakaludaka. Jonodo and Nene. A goal the unity government of Myanmar, Machakima Pola Nome. Eddie, a Suya Pola de Suya Alma, Jodo Alu Tuajama Pipare. Eddie Suya de Pitulutuka Natanase, Juga Wema. Jonodo, a Suya Pepuya, me baby dot. Juitade, Pitulutu, Suya Pitalo, Pitulutu, address Suya Pima Pipare. Dajam no Jodoha, a pepegani biro, Jono Tainda Lene Gangigo Monoma, alone at two. Jodo Tainda party alone at two, Jodo CSO, Ayape a poet seen at two. A mea Jodoa behind the scene, close dorma, sooner the Sibane. Dale, Picani Babu. Jodo Jodo ne, 2 people of Jonogo, a chepiba. Jodoga dima, the name Lena Ibe, E. Kuyabara. Nasena Gojono, Ningamapia, a Lulu Siba. Da ro bale suro Kunalo, Pidulutuko, Elone, Jodoha, Dari, Do Chowdy Kai Biro, Jodo, the Toma Sida, Jodo Lene, Digo Kai Biro, Turuko, Jonoa, Kuaneko Pianca Guido, Turuko, Jonoko, a Sula Pula Tapoya, a qui a ye beta, Yadwale, Suda, Gojono, Suibane. Bale so do do ma lene di mya shi de jo do ma lene ma shi bu phit ne do do ka jo do ko a mya so mya nai aw ta phut do do PC tha ne ta ko ma me phut lo a ba le dai me le jo do ka di nya ma no ho do kre ka tai ta ngi ko mo na ma a lo freedom fighter di a lo ye di me phit lo Federal Pithau Suji ko ti saw me khi si ma Federal Army ka yi chi la le Da Pusipole, Jodopema, a city pisinita pibare. Daro, Jodomiamananga Nagama, Tamado Sudado, Masidoba. Sibucho, Anate Sudale, Masido. Tudosini, the Vicaro, Edinama, democracy, below Mamiana. Dajamolo, Jodo and Nene, Eddie Lasigo, Kekero, Kekepede, Chatande, Keke Mia side who see there. Daimele Eddie Federal Army go Jodoka Akulo Taita Lenek and Yomonoma alone to Eddie strategy Nibu had me have you had Alugo Jodoka account for Budo Dwa Mekisima Bidu Pekale 60 people Jono Media Kabare Jodo Pisichina Loa the Yao Tanaka Mialua Chibare the Yao Atakanadi a Miai Pituabi. Janone, Atakane, the Kalinuma, Tuga Atakane Sude, Sakaku Jade Kama, Jano, Nalo Yoga, Lujano, Makasagava. Dajablo Adam Piale, Bidulutu Alo, Gale Muma Side, Bidulutu about me. Miamananga Maside, Bidulutu Alo, Gomeda Kalura Gado. The Si Anate Kausigo, you know you la de Lenene Kujanova. Ate Makaya layout, Mataya layout. Alo, Pew side no? The peaceful mean to that CDM platform. The Pekka should also know the Pekka the paid platform. Akunalo, Jonuka ethnic arms organization platform, Jono CRPH platform. So the platform card, Jono movement ma, a Miai Shibare. Lolose, Goyaya, Leneko, Topido. Turoko, Toa Timi, Turoka, Jonoko, a Sula, you like Tamaku, the Gavets on Suirava. Tajamolo, Jono Aloga, Kiu decided Nepiro. Jodo Polame, Suyan, and you let Repiro. No, Jodoha, Pu atu, A atu, Kigo Sepiro, Democracy Miyamachi, Federal Pitausu Matisamachi. No, freedom Miyamachi, justice Miyamachi, Yana Toma Mobabu. A so a tip. Yisai, Toma Pipare, so that goes on Biolo Pare. So the bedo kama, now suma Mahodolo. Democracy Miyamachi, bedo kama, lemon yaudolo. So do a cheche to the qua Seku, Topido, Site Java, so that go Biolo Pare, Jutin. Galemiuma,
ဖြစ်နေတဲ့ဖြစ်ပြဟာလုံးဝအကြဖက်မှုအဖြစ်ပြဖြစ်နေတယ်ပထမအနေနဲ့ဒီအာနာသိရှိကောင်စီတရားမဝင်ရှိကောင်စီဖေဗရီလာတရနေ့ကနေပြီးတော့ဒီနေ့မတ်လ30ရက်နေ့အထိလုံးတဲ့ဥစ္စာအလုပ်ဒီတရားဝင်ချိမရှိတယ်လို့အကိုလုံးဒီအကြဖက်ခြင်းဖြစ်နေတယ်ကလေးမျိုးမှာကြားသွားတဲ့ထိခိုက်တဲ့ရခဲ့တဲ့သူရဲ့ကောင်းတွေအလုပ်ကိုနဲ့သူတို့ရဲ့မိသားစုတွေကိုကျွန်တော်အနေနဲ့ CRPH အနေနဲ့ကျွန်တော်ဒီနိုင်ငံသားတွေအားလုံးလဲဒါကိုထပ်တူထပ်မြတ်ခြေခွဲပြီးတော့စိတ်နာပြီးတော့နာကြည်ကြောင်းပထမပြောလို့ပါတယ်ဒုတိယအနေနဲ့ဒီအာနာသိရှိကောင်စီဒီကျွန်တော်တို့ကိုအစုလိုက်အပြိုလိုက်တားဖို့ရအတွက်ပြည်စီနေပါတယ်ဆိုတာကိုအားလုံးနားလည်စေချင်တယ်ဒါသူတို့ကတက်တယ်ပြပြီးကချီပြည်နယ်ကိုပုတ်ချက်ပြီးကချီပြည်နယ်ကိုပုတ်ချက်တယ်သူတို့ကဒီမြန်မာနိုင်ငံပြည်သူလူထုစီကပိုက်ဆာကိုခိုးပြီးတော့အဲ့ဒီပိုက်ဆာနဲ့ရုရှားပုတ်ချက်လေးကိုဝယ်တယ်အဲ့ဒီပိုက်ဆာနဲ့ဝယ်တဲ့ခိုးတဲ့ပိုက်ဆာနဲ့ဝယ်တဲ့လက်နဲ့ကိုပြည်သူကိုပြတ်တတ်တယ်ဆိုတော့ဒါဟာတကယ်ပဲအယူဆတဲ့ဥစ္စာဖြစ်တယ်ထုံနည်းတူပဲသူတို့ထက်မှာလက်နဲ့ရှိတယ်ကျတို့မှာလက်နဲ့မရှိဘူးအဲ့ဒီလက်နဲ့ရှိတဲ့သူတွေဟာလည်းလက်နဲ့ကနိုင်ငံတော်ပိုက်ဆာကိုခိုးပြီးတော့ဝယ်တဲ့လက်နဲ့တွေဖြစ်တယ်ပြည်သူစီကပိုက်ဆာကိုခိုးပြီးတော့ဝယ်တဲ့လက်နဲ့တွေဖြစ်တယ်အဲ့လက်နဲ့ပြည်သူကိုပြသတယ်ဆိုတော့ကျတို့လူငယ်တွေအနေနဲ့လည်းကျွန်တော်မေတ္တာရခံလို့တာကကျွန်တော်တို့အနေနဲ့အကုန်လုံးဒီ Unity Government of Myanmar ကမကြာခင်မှာပေါ်လာတော့မယ်အဲ့ဒီအစိုးရပေါ်လာတဲ့အစိုးရအောက်မှာကျွန်တော်အားလို့တွားကြမှာဖြစ်ပါတယ်အဲ့ဒီအစိုးရတွေပြည်သူလူထုက2020ရွေးကောက်ပွဲမှာကျွန်တော်တို့အစိုးရဖွဲ့ဖို့ရအတွက်မဲပေးပြီးတော့ရွေးထားတဲ့ပြည်သူလူထုအစိုးရဖြစ်တယ်လို့ပြည်သူလူထုအတွက်အစိုးရဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဟာအဖက်ဖက်ကနေပြီးတော့ကျွန်တော်တိုင်းသားလက်နဲ့ကန်ကြီးကိုမောင်နှမအားလုံးနဲ့အတူကျွန်တော်တိုင်းသားပါတီအားလုံးနဲ့အတူကျွန်တော် CSO အရာဖက်အဖွဲ့အစည်းနဲ့အတူအများကြီးကျွန်တော်က behind the scene close door မှာဆွေးနွေးတည်ရှိပါတယ်ဒါလည်းပြီးခါနေပါဘူးဆိုတော့ကျွန်တော်အနေနဲ့ကျူးပြီးတော့ကျွန်တော်ကိုအခြေပေးပါကျွန်တော်ကဒီမှာတနေ့မှာ4နာရီပဲအေးခွင့်ရပါတယ်20နာရီကိုကျွန်တော်နေငယ်မပြန်အလိုလိုလျက်ရှိပါတယ်ဒါကတော့ဘာလဲဆိုတော့ခုနလိုပြည်သူလူထုကိုအဲ့လိုနဲ့ကျွန်တော်ဟာဓာတ်တွေဒုချောင်းတွေကင်ပြီးတော့ကျွန်တော်ဒီတောမှာစီးတဲ့ကျွန်တော်လက်နဲ့ဒီကိုကင်ပြီးတော့သူတို့ကိုကျွန်တော်ဟာကိုယ့်အနေကိုပြန်ကာကွယ်တော့သူတို့ကိုကျွန်တော်ကိုအဆုလိုက်အပြိုလိုက်တားဖို့ရအတွက်အခွင့်အရေးပေးတာရောက်သွားလိမ့်မယ်ဆိုတာကိုကျွန်တော်စိုးရိမ်ပါတယ်ဘာလဲဆိုတော့သူတို့မှာလက်နဲ့တွေအများကြီးရှိတယ်ကျွန်တော်မှာလက်နဲ့မရှိဘူးဖြစ်နေသူတို့ကကျွန်တော်ကိုအများဆုံးများနိုင်အောင်တားဖို့သူတို့က PC ထားနေတာကိုမမေ့ဖို့လိုအပ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကဒီနေရာမှာနော်ဟိုးတို့ကလည်းကတိုင်းတာငီကမောင်နှမအားလုံး freedom fighter တွေအားလုံးရဲ့ email ဖြစ်တယ်လို့ Federal ပြည်ထောင်စုကြီးကိုတည်ဆောက်မဲ့ခီးစီမှာ Federal Army ကအရေးကြီးလာတယ်ဒါဖွဲ့စည်းဖို့ကလည်းကျွန်တော်ဘက်မှာအစစ်အသစ်ပြည်စီနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်မြန်မာနိုင်ငံအနာဂတ်မှာတမတော်ဆိုတာတော့မရှိတော့ပါဘူးစီဘူချိုအာနာတိတ်ဆိုတာလည်းမရှိတော့သူတို့ရှိနေတွေကတော့အဲ့ဒီနေရာမှာဒီမိုကရေစီဘလို့မှမရနိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော်အနေနဲ့အဲ့ဒီလာစီကိုခက်ခဲပေးတယ်ရှားတန်းတယ်ခက်ခဲမျက်ရည်ဆိုင်ဖွဲ့ရှိတယ်ဒါပေမဲ့လည်းအဲ့ဒီ Federal Army ကိုကျွန်တော်ကအခုလိုတိုင်းသားလက်နက်ကန်ကြီးကိုမောင်နှမအားလုံးနဲ့အတူအဲ့ဒီ strategy နည်းဗျူဟာနဲ့မြောက်ဗျူဟာတွေအားလုံးကိုကျွန်တော်ကအကောင့်ထဲပေါ်ပြီးတော့တွားမဲ့ခီးစီမှာပြည်သူလူထုဘက်ကလည်းစိတ်စီပေးဖို့ကျွန်တော်မေတ္တာရခါပါတယ်ကျွန်တော်ဖြစ်စီချင်တာကလုံးဝတယောက်တတ်တာကများလို့အချိပါတယ်လို့တယောက်အသက်ခံတာဒီအများကြီးဖြစ်သွားပြီကျွန်တော်အနေနဲ့
attack ခံတဲ့ကလေးမျိုးမှာသူက attack ခံတယ်ဆိုတဲ့စကားကိုကြားတဲ့အခါမှာကျွန်တော်နှလုံးယောဂါလို့ကျွန်တော်မှခါစားခဲ့ပါဒါကြောင့်ဘလို့အဲ့ဒါမဖြစ်ရလေအောင်ပြည်သူလူထုအားလုံးကလေးမျိုးမှာရှိတဲ့ပြည်သူလူထုအပါအဝင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအားလုံးကိုမေတ္တာရခါလို့တာကတော့ဒီစီအာနာတေးကောင်စီကိုသူတို့ယူလာတဲ့လက်နဲ့ကိုကျွန်တော်ဟာအတေမခါရလေအောင်မတတ်ရလေအောင်အားလုံး view ဆိုင်ပြီးတော့နော်ဒီ peaceful mean ဖြစ်တဲ့ CDM platform ဒီဘက်ကဆိုတော့ကျွန်တော်ဒီဘက်ကတပိတ် platform အခုနလို့ကျွန်တော်ကethnic arms organization platform ကျွန်တော် CRPH platform ဆိုတော့ platform ကကျွန်တော်က movement မှာအများကြီးရှိပါတယ်ဘလောလောဆယ်ကိုရရလက်နဲ့ကိုထုတ်ပြီးတော့သူတို့ကိုတွားထိမင်းသူတို့ကကျွန်တော်ကိုအဆုလိုက်ပြိုလိုက်တတ်မှာကိုတကယ်ပဲကျွန်တော်ဆွေးရတာပါဒါကြောင့်မလို့ကျွန်တော်အားလုံးကခယူဒီဇိုင်းနဲ့နေပြီးတော့ကျွန်တော်ပေါ်လာမဲ့အစိုးရနဲ့အတူလက်တွဲပြီးတော့เนาะကျွန်တော်ဟာပူအတူအေးအတူခရီးကိုဆက်ပြီးတော့ဒီမိုကရေစီမရမချင်း Federal ပြည်ထောင်စုမတည်ဆောက်မချင်းเนาะ freedom မရမချင်း justice မရမချင်းရနာတော့မှာမဟုတ်ပါဘူးအစိုးအထိရေးဆိုင်တော့မှာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ပြောလို့ပါတယ်ဆိုတော့ဘယ်တော့အခါမှနောက်ဆုံးမှမဟုတ်သလိုဒီမိုကရေစီမရမချင်းဘယ်တော့အခါမှလက်မမြောက်သလိုကျွန်တော်ချက်ချင်းအတူတကွစိတ်ကိုတုပ်ပြီးတော့ခြေတက်ကြပါဆိုတော့ကိုပြောလို့ပါတယ်ကျုပ်တင်